မင်္ဂလာပါရှင် Jaguar Land Rover owner တွေအနေနဲ့ Authorized Jaguar Land Rover Service မြန်မာကိုရွေးချယ်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။အဲ့ဒီထဲမှာ Jaguar Land Rover ကားတွေအတွက်အရေးပါဆုံးနဲ့အလိုအဆုံးသောအချက်၃ချက်ကြောင့် Authorized Jaguar Land Rover Service မြန်မာကိုရွေးချယ်တာပဲဖြစ်ပါတယ်။အဲ့ဒီအချက်၃ချက်ကတော့ GLA ကားတွေက latest technologies, overall performance feature, interior luxury စတဲ့အချက်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ကားမျိုးစားဖြစ်ပါတယ်။ဒီလိုကားတွေကိုအခြား authorized မဖြစ်တဲ့ software update တွေနဲ့ special tool တွေကိုမှန်ကန်စွာအသုံးမပြုတဲ့အချက်တွေကြောင့်ပြင်ဆင်ပြီးတဲ့အချိန်မှာမလိုလားအပ်တဲ့ error တွေထပ်ဆင့်ဖြစ်ပေါ်လာနိုင်ပါတယ်ရှင်။ Jaguar Land Rover မြန်မာ service အနေနဲ့က Jaguar Land Rover ကားတွေကိုပဲတည်တံ့ service ပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ကားတစ်စီးလုံးကိုအစအဆုံးစစ်ဆေးတဲ့နေရာမှာလည်း visual health test, overall complete inspection, approved diagnosis software စတဲ့အချက်တွေနဲ့စစ်ဆေးပေးတာဖြစ်ပါတယ်။ဒါကြောင့်တိကျတဲ့ travel code တွေ CCS file တွေ FSC လို့ခေါ်တဲ့ field service action တွေနဲ့ technical bulletin, special service message အစရှိတဲ့အချက်တွေနဲ့စနစ်တကျစစ်ဆေးပေးတာဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ Jaguar Land Rover Authorized Service Center မှာ Genuine Patch တွေပဲအသုံးပြုပါတယ်။ Genuine Patch တွေက original ပစ္စည်းဖြစ်တဲ့ကြောင့် base quality ကောင်းမွန်တယ်။အလွယ်တကူတက်ဆင်နိုင်တယ်။တက်တန်းကြံမြင့်စွာအသုံးပြုနိုင်တယ်။နောက်ပြီးတော့ warranty ပိုင်းနဲ့ပတ်သက်ပြီးစိတ်ချရနိုင်တဲ့ကောင်းကျိုးတွေလည်းရရှိနိုင်ပါတယ်။နောက်ပြီးတော့ control unit လို့လိုတဲ့ဘက်တွေမှာလည်း software update ပြုလုပ်တဲ့အခါမလိုလားအပ်တဲ့ပြဿနာတွေများရှိတော့ပဲလွယ်တကူ software update ပြုလုပ်နိုင်တဲ့ကောင်းကျိုးတွေလည်းရရှိနိုင်ပါတယ်။ Jaguar Land Rover Service မြန်မာမှာ technician တွေက Authorized Diagnosis Software တွေ tools တွေကိုအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ service ပေးတဲ့နေရာမှာလွယ်ကူလျင်မြန်စေပါတယ်။ Jaguar Land Rover ကားတွေကိုပြုပြင်ပေးတဲ့ service technician တွေကို JLR Global ကနေပြီးတော့ online training တွေ technical support တွေ software update တွေကိုအပြည့်အဝစဉ်းစားမပြတ်ထောက်ပံ့ပေးထားလျက်ရှိပါတယ်။ကားတစ်စီးရဲ့ software ဘိုင်းကို update ပြုလုပ်ပေးတဲ့အခါမှာလည်း fully authorized support ဖြစ်တဲ့ software တွေကိုအသုံးပြုပြီးတော့ online update ပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကားတစ်စီးလုံးရဲ့ engine performance, transmission, infotainment system နဲ့ driving performance တွေမှာလည်းသိသာကောင်းမွန်တဲ့ရလဒ်တွေကိုရရှိစေမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ diagnosis device တွေ software တွေက fully authorized ဖြစ်တဲ့အပြင် JLR Global နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာရဲ့အရင်းမြစ်ကိုတိတိကျကျနဲ့အဖြေရှာပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့လည်းအချိန်ကုန်သက်သာပြီးတိကျမှန်ကန်မှုကိုရရှိစေမှာပဲဖြစ်ပါတယ်။ Jaguar Land Rover မြန်မာ Service Center မှာပုံမှန်လာရောက်ထိန်းသိမ်းပြုပြင်တဲ့ကားတွေရဲ့ Service History ကိုလည်းစနစ်တကျနဲ့သေချာစွာမှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Customer တွေအနေနဲ့လုံခြုံစိတ်ချတဲ့ရလဒ်တွေကိုရရှိစေမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီချက်တွေကတော့ Authorized Jaguar Land Rover Service မြန်မာကိုရွေးချယ်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင်ကားရဲ့စွမ်းဆောင်ရည်ကိုပုံမကျဆင်းနိုင်တယ်လို့ရေရှည်မှာပုံမပျက်စီးစေနိုင်ပါတယ်ရှင်။အခုပြောပြပေးခဲ့တဲ့ Certified Technician, Genuine Patch နဲ့ Authorized Diagnostic Tool တို့လိုအရေးပါတဲ့အချက်၃ချက်ကလူကြီးမင်းတို့ရဲ့ Jaguar Land Rover ကားတွေကိုပုံမကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်မှာဖြစ်လို့အမှတ်3စနစ်ရက်ကွာအင်းစိန်လန်းလှိုင်းမြို့နယ်မှာရှိတဲ့ Authorized Jaguar Land Rover Service Center ကိုအရောက်လမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။